mobile legend နေမှာမကြသိငင်ချင်းရပဲကျွန်တော် patch note minor patch note လေးထွက်လာရပေါ့နော်ဒီ patch note မှာဆိုရင်တော့ဘာတွေပြောင်းလဲသွားလဲဆိုတော့ကျွန်တော်တို့တူတူတွားပြီးတော့ကြည့်လိုက်အောင်ပါပထမဆုံးအနေနဲ့ဆိုရင်တော့ Basha ဒီ Basha ကဒီ update မှာဆိုရင် Jewel ချန်ကဖြစ်တဲ့ Basha Fedrin အကိုင်းနော်ဒီကောင်တွေကိုကအဓိကထားပြီးတော့ nerf ထားတယ်အခုဒီတော့ပြောင်းလဲသွားတဲ့ဟိုမှာဆိုရင် jungle အသေးလေးတွေကနော် EXP ပိုရအမြန်တယ်အဲ့တော့ Jewel ချန်ရဲ့ဘာလို့ကြလဲဆိုအသေးလေးစားပြီးတော့လိုက်ပြီးတော့ harass လုပ်ကြတယ်ဗျသိရမလားအဲ့လိုမျိုးဖြစ်တဲ့တူကဒီကောင်တွေကို jungle speed short အောင်လို့သူတို့နည်းနည်း nerf ထားရပေါ့နော်အဓိက Basha ကတော့ skill 2ကအသက်ပဲနော်ဒီ skill 2ကအရင်တော့ဆိုရင်ကဒီ 6% target message ပြီးထိတာနော်အဲ့ဒါအောင်မှသူကဒီ 5% target message ရှိပဲထိတော့တယ်ပြီးသွားပြီဆိုရင်သူရဲ့ base damage တွေကိုလည်းတော်တော်လေးကို short ထားရဗျာနော် magic power ရတဲ့ damage ကိုလည်း short ထားရဆို skill 2ကအရင်လောက်တော့နာတော့မှာတော့သိကြတယ်နော်ဒါပေမဲ့တိတာလားဆိုတော့ damage 50 100လောက်တော့တိတာမယ်ထင်နော်ပြီးရင်ဆိုရင်ဒီ jungle effect ထပ်ထည့်ပေးလိုက်တာကြောင့်ဒီ creep တွေနော်ဒီ creep တွေကိုကျွန်တော်တို့ jungle creep တွေကို maximum damage က985ထိပဲထွက်တော့မယ်ဗျအရင်ကဆိုရင် max damage က800ထိထွက်တာဆိုပေမဲ့ခုကတော့900ထိပဲထွက်ပါတော့မယ်ဆိုတော့ overall ကြည့်လိုက်မယ်ဆိုရင်တော့ jungling speed ကိုတော့လိုက်တယ်လို့ပြောလို့ရတယ်ဗျနောက်ထပ် hero တကောင်ကတော့ Fedrin ပါကျွန်တော်တို့ Fedrin ကကြတော့ဘာလဲဆိုတော့ကျွန်တော်တို့ base HP ကိုကျွန်တော်တို့100လောက် nerf ထားတယ်ပေါ့နော် base HP ကို100လောက် nerf ထားတယ်ပြီးသွားပြီဆိုဒီ scale 1ရဲ့ damage ကို180ရာခိုင်နှုန်းပဲထိတော့တာဆိုတော့ scale 1နဲ့ damage စာဒါတော့ကျွန်တော် level 15မလို့ level 1ဆိုရင်တော့တော်တော်လေးကိုကြာပါဗျနော်ဒီကတဲကငကိုတို့က Fedrin ကကြာပါတယ်ဆိုတော့ဒီ scale 1ရဲ့နော်ဒီ damage ကိုလည်း 30% ထိတော့ထားရဆိုတော့ဒီ Fedrin ကလည်း jungling speed တော်တော်လေးကိုကြာသွားမဲ့အနေထားမှာတော့ရှိရဗျနော်ခုနက Basha တို့ကတော့အရင်တိတာလောက်ချင်မှလောက်ချင်လိမ့်မယ်เนาะဒီ Fedrin ကတော်တော်လေးကိုတိတာပါတယ်ကဲနောက်ထပ်တစ်ကောင်ကတော့ကျွန်တော်တို့အကိုင်းเนาะဒီအကိုင်းကပြောရမယ်ဆိုရင် jungling speed ကတော်တော်လေးကိုမြန်တဲ့ hero တစ်ကောင်နီးအရင်တော့ဆိုရင်အကိုင်း skill သုံးလိုက်တာနဲ့အဲ့target ကเนาะဒီခေါင်းပေါ်မှာဒီ marking လေးပေါ်တယ်ဗျာဒီ marking လေးကเนาะအကိုင်းသွေးများရဲ့သွေးများလောက် damage ပို့ထွက်တာဒါပေမဲ့အချိန်တစ်ခုကြာမှပျောက်သွားရပေါ့နော်ဒါပေမဲ့အခုကတော့အဲ့လိုမဟုတ်တော့ဘူးအကိုင်း base တက်ရိုက်တာနဲ့အဲ့ marking လေးကပျောက်သွားပြီဗျเนาะဒီ base skin နဲ့ပဲထိထိเนาะဒီမှာ RD နဲ့ပဲထိရထားအောင် base တက်ရိုက်တာနဲ့ပျောက်သွားပြီเนาะ damage ကတော့အဲ့လိုခုတ်လိုက်ရင်တော့အရင်ကထပ်ပို့ပြီးတော့နာလိမ့်မယ်ဒါပေမဲ့အရင်ကလိုမျိုး3ချက်4ချက်လောက်ခုတ်ရင်ကပို့ပြီးတော့လမ်းမှာဖြစ်တဲ့အတွက်เนาะဒီ jungle စားတာအရင်ကထပ်တော့ပို့ပြီးတော့တိတိတသာကြီးကိုကြောက်အောင်ပါဗျာเนาะတော်တော်ကြီးကိုတိတိတသာကြီးကိုကြောက်သွားလိမ့်မယ်เนาะဒါကတော့အကိုင်းပါเนาะကျွန်တော်တို့အကိုင်းကလည်း nerf တယ်ဆိုတာတိတော့တိတာတယ်ဗျာနော်ပြောရမယ်ဆိုရင်နောက်တစ်ကောင်အနေနဲ့တော့ Esmeralda ဒီ Esmeralda ကျတော့ကျွန်တော်တို့ဘာလဲဆိုတော့သူ့ရဲ့ base HP နဲ့เนาะ base total physical defense ကိုတိုးပေးထားတယ်ပြီးသွားပြီဆိုရင်သူ့ရဲ့ skill 1သူ့ရဲ့ skill 1ရဲ့ cooldown ကို 0.5 second short ပေးထားတယ်ဒါ buff တာပဲပြီးသွားပြီဆိုရတဲ့ shield ကိုလည်းကျွန်တော် early game ရော late game ရောမှာ100စီတိုးပေးထားတယ်ဆိုတော့ဒီ skill 1 shield အများကြီးတက်မယ်နောက်ထပ်တစ်ခုကကြတော့ဒီ K2 ရဲ့ slow effect ပေါ့နော်ဒီ K2 ရဲ့ slow effect က20% にဖြစ်သွားတယ်ဗျာအဲ့တော့တော်တော်လေးကိုပို့ပြီးတော့ပုတ်လို့ကောင်းသွားတယ်ပေါ့နော် Esmeralda ကရွေးချယ်စရာကောင်းတဲ့ option တစ်ခုလို့တော့ကျွန်တော်မြင်တယ်ဟောဒီ meta ကိုဝင်လာနိုင်လားဆိုရင်တော့ support နေဆိုရင်တော့တော်တော်လေးတော့ကျန်းပါတယ်နော်ဒီ Medita တွေ Angela တွေဟောအကောင်တွေကိုတော့တော်တော်လေးနိုင်နေတဲ့မှာတော့ပါတယ်နောက်ထပ်တစ်ကောင်ကတော့ကျွန်တော်တို့ Nolan ဗျနော်ဒီ Nolan ကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီ Rift Region ပေါ့လေနော်ကျွန်တော်တို့ Rift Region က20ကနေ25ထိတိုးပေးထားတာဆိုတော့နော်အရင်ကဆိုရင် Nolan Blue Band မရှိရင်တော်တော်လေးတော့ပြူခက်တဲ့တဲမှာပါတယ်ဗျာဒါပေမဲ့အခုက region တက်တာလေးနည်းနည်းပိုပြီးပတ်ထားရဆိုတော့ခဏခဏပို့ပြီးတော့တုံးလို့ရတာပေါ့နော် sustain ပို့ပြီးဖြစ်သွားမယ်နော်ဗတဲမှာအကြာကြီးနေလို့ရမယ်နော် jungle စားတာလည်းပို့ပြီးတော့ effective ဖြစ်သွားမယ် mobility မြန်သွားမယ်လို့ထင်တယ်နော်ဒါလေးရ minor changes ဆိုပေမဲ့ဒီ buff ကလည်းနည်းနည်းလေးတော့မိုက်တယ်ဗျာပြောရမယ်ဆိုရင်နောက်ထပ်တစ်ကောင်ဖြစ်တာကတော့ဒီ fighter တွေရွေးပဲ jungle တွေကိုနည်းနည်းထုလို့ရတယ်ပေါ့နော်ဒီ Olas နော်ဒီ Olas ကဘာပြောင်းထားလဲဆိုရင်တော့ तू ကဒီ passive နဲ့ရိုက်တဲ့ passive မှာရိုက်တဲ့ဟာကိုကျွန်တော်တို့เนาะဒီမှာ slow effect ထည့်ပေးထားတယ်ဗျာเนาะဒီဘလောက်တောင် slow လဲဆိုရင် 15% slow တယ်ပေါ့เนาะဒီ passive နဲ့လိုက်ရရင်ခဏခဏရိုက်လို့ကောင်းသွားတယ်ပြောရမယ်ဆိုပြီးတော့ဒါပေမဲ့ကိုတော့နည်းနည်းလေး short ထားတယ် hero level နဲ့မြှောက်တာ20အရင်က20နဲ့မြှောက်တာအခုကတော့15နဲ့ပဲမြှောက်တော့တယ် hero level ကိုဆိုတော့ damage ကတော့နည်းနည်းလေးတော့နည်းသွားမယ်ရင်ရတဲ့ဒါပေမဲ့ပို့ပြီးတော့ထုလို့ကောင်းသွားမယ်နောက်တစ်ခုကကျတော့ scale 2သူ့ scale 2ကရင်တော့ဆိုရင်ဒီလိုရိုက်လိုက်တယ်ဆို slow ဟုတ်တယ်ဗျာဒါပေမဲ့အဲ့ slow effect ကိုဖြုတ်လိုက်တယ်ဒါပေမဲ့အဲ့ slow နေရာမှာဘာကိုထည့်ထားလဲဆိုတော့ကျွန်တော်တို့ဒီလိုလုံးလိုက်မယ်ဆို hybrid light 20% ရပါဗျာဆိုတော့ region ပို့ပြီးတော့ကောင်းသွားတယ်ပေါ့နော်ပြီးသွားပြီဆိုနောက်တစ်ခုကကျတော့ကျွန်တော်တို့ RT เนาะဒီ RT မှာကျွန်တော်တို့ back swing time ဆိုတာဒီ RT လှည့်ဟာနည်းနည်းပို့ပြီးတော့ animation ပို့ပြီးတော့စမှုသွားတယ်ဗျာပြောရမယ်ဆိုရင်ဟော Olas က overall ကြည့်မယ်ဆိုရင်တို့
တော်လေးကိုတော့ကင်စီခြင်းရဲ့သဘောမှာတော့ရှိရဗျာနော်ဒီ OLED ကိုကျွန်တော်တို့ second ထုတ်မယ်လို့ကျွန်တော်စိတ်ထဲမှာခံစားနေရတယ်နော်ဒီ OLED က revamp လည်းလုပ်တယ်နော်အဲ့တော့မှမရမကတွေရန်နေထပ်ပြီးတော့ buff နေ OLED ကရွေးချယ်ရင်တော့ရွေးချယ်လို့ရတဲ့ပစ်တစ်ခုပဲဒါပေမဲ့နည်းနည်းလေးတော့တင်းလင်းတော့ဖြစ်အောင်မယ်လို့ကျွန်တော်မြင်တယ်ပေါ့လေနော်ဒီကောင်က CC immune တွေလည်းအများကြီးပါတာဆိုတော့မိုက်တော့မိုက်ပါဗျာနော်ဒီပြီးတော့သူ့ရဲ့ passive က 1x နော် slow fan နဲ့ light b2 နော်တော်လေးရောမိုက်တယ်နော်ဒါပေမဲ့တိုင်လို့ရလောက်တဲ့အထိတော့အရင်ရောမလန်းသေးဘူး mobility တွေ dash တွေအစနော်ဒီအဲ့လေးတော့ရှိရပေါ့လေနော်နောက်တစ်ကောင်ကတော့ကျွန်တော်တို့ Missita နော်ဒီ Missita ကတော့ကျွန်တော်တို့ late game မှာမှ RT က45စက္ကန့်ဖြစ်မှာအခုကကျတော့ level 4မှာတဲ့ RT က45စက္ကန့်ဖြစ်သွားပြီဗျာနော်ဒီ Missita ဒါကတော့တော်တော်လေးတော့မိုက်တယ်ထဲမှာတော့ပါတယ်ဗျာနော်ဒီပြမယ်နော်အရင်တော့ဆိုရင်တော့ RT က55စက္ကန့်ကြာတယ်ကိုက early game မှာတွေက45စက္ကန့်ဆို early เนาะ level 15 level 12မရောက်ခင်အထိမှာ RT က10စက္ကန့်ပို့ပြီးတော့စောစော spam လုပ်ရမယ်ပေါ့လေเนาะအဲ့ဒါလေးတစ်ခုရှိမယ်ပြီးသွားပြီဆိုရင်ဒီRT ရတဲ့ဒီကလုံးတွေ damage ကိုเนาะratio က attack ratio က 50% ထိရမှာဗျာเนาะဒီကိုထည့်ထားတဲ့ item တွေ damage ရဲ့တဝက်ထိ wine ခုတ်မှာပေါ့လေเนาะဒီကောင်တွေကအဲ့လိုလေးတော့ရှိရเนาะ Missita ကလည်း overall ကြည့်မယ်ဆိုနည်းနည်း just လုပ်ပေးတဲ့သဘောပါပဲเนาะဒီ assassin တွေကြောက်ရတဲ့ hero တကောင်ဆိုတော့လေเนาะဒီ Missita ကလည်းပြောတော့ပြောတယ်ရန်ကြီးတော့ဝင်လာချိန်မှဝင်လာလိမ့်မယ်ဗျာเนาะဒီသူ့ရဲ့ဖမ်းတာတွေကလည်းအရင်မရှူရတဲ့ hero တကောင်ဆိုတော့ဒါပေမဲ့ situation နဲ့ pit တွေရဆိုရင်တော့ကောင်းတယ်เนาะကျွန်တော်တို့ဒီ solo run သမားတွေအတွက်ဆိုရင်တော့ပို့ပြီးတော့တင့်တော်တဲ့ hero တကောင်ပါကဲနောက်ထပ် hero တကောင်တွေနဲ့ကတော့ Argus ပေါ့လေเนาะဒီ Argus ကဘာတွေပြောင်းထားလဲဆိုတော့သူက Argus ရဲ့ passive ကနည်းနည်းလေး adjust လုပ်ထားရပေါ့နော်ပြောရမယ်ဆိုရင်ဒီအရင်တော့ဆိုရင်80 damage 80ထွက်တာ80တယ် 50% total physical attack ကနေပြီးတော့အခုက120ထွက်မယ်ဒါပေမဲ့ 25% total physical attack ပေါ့လေနော်demonic slab region သွေးပြန်ပြေးတာလည်းအဲ့တိုင်းပဲเนาะအခုကကျတော့140 fix ဖြစ်သွားတယ်ရင်က100မှ 10% total physical attack ဆိုoverall ပြောမယ်ဆိုရင်ဒါ adjust လိုက်တဲ့သဘောပါပဲเนาะဒီပြောရမယ်ဆိုရင်ဒီ leg game item ထွက်လာရင်ဒီ damage ကညီဝါမှာပဲဆိုတော့လေအခုကအားလေးတွေက damage ပို့ပြီးတော့ထွက်တဲ့သဘောမျိုးလေးဖြစ်သွားပြီပေါ့နော် leg game ညရင်တော့အရင်ကလောက်ထက်တော့ damage နည်းနည်းနဲရင်နဲကောင်းနဲလိုက်မယ်နော်ဒါပေမဲ့အရင်ပြောပါတော့တဲ့နေတာမဟုတ်ဘူးဗျာပြီးတော့ဒီ scale 2ရဲ့ base damage ကိုကသူက60တင်ပေးထားတယ် early game မှာဟောအရင်က60ပဲထွက်တာအခုက120ထွက်တယ်ဗျာဆိုတော့ဒီ Argus ကလည်းနည်းနည်းလေး adjust လုပ်လိုက်တဲ့သဘောပဲဗျာနော်ဒီအများကြီးပြောင်းလဲရမှာမဟုတ်ဒီ patch note ရဲ့အဓိကရွေချက်ကလည်း minor မဟုတ်ဘူးmajor မဟုတ်ဘူး minor လေးဗျာ minor လေးနည်းနည်း adjust လုပ်တဲ့သဘောပဲပေါ့လေနော်နောက်တစ်ကောင်ကတော့ကျွန်တော်တို့အားလုံးရဲ့အသေးကြော်ကြီးပဲလော်ကြီးနော်ဒီ Zushin ဒီ Zushin ကဘာလုပ်လိုက်လဲဆိုတော့ scale 2ရဲ့ cast rate ကိုနည်းနည်းလေး nerf လိုက်တာ 0.2 0.3 ပေါ့လေနော်အရင် 4.5 အခုက 4.2 ပဲကျွန်တော်ကဆိုတော့ Zushin ကဒါအတိတာလားဆိုရင်နည်းနည်းတော့တိတာလိုက်မယ်နော်ဒီနည်းနည်းတော့တိတာလိုက်မယ်ဒီ Zushin ရဲ့ scale 2 range ကRTA ဘာရအောင်မပြောင်းဒါပေမဲ့ဒီ scale 2 rate ကနည်းနည်းလေးတော့တိတာလေဒါပေမဲ့ 0.3 ဆိုတာရန်ရောပြောပလောက်တယ်မဟုတ်ဘူးဆိုပေမဲ့လေเนาะဒီ brain nerf တာကတော့ nerf is the nerf ပေါ့လေเนาะ Zushin ကအခုကတဲလေး OP နေတဲ့မှာတော့ပါသေးတယ်ဆိုတော့လေเนาะ Zushin လေး nerf တာတော့ကောင်းပါတယ်နောက်ဒီ Zushin ပြီးသွားတဲ့နောက်မှာတော့ဒီ Aurora skill 1ရဲ့ mana cost ကို short ပေးထားတယ်ကိုယ်ဆို Melissa ရဲ့ skill 2ရဲ့ mana cost ကို short ပေးထားတယ်ဒါတွေကတော့ကျွန်တော်တို့အပဲပို့ပြီးတော့ spam လို့ရပါတယ်ပေါ့နော်နောက်ထပ်တစ်ခုကတော့ဒီ jungle area ဗျာနော်ဒီ jungle area creeps မှာ slightly increase the early to make a go from jungle area result နော် increase the base goal reward of the Tandafanya နဲ့ Morton fee by 20% ဆိုတာဒီ Rubber နဲ့ Blue Bag ရဲ့သူရဲ့ base goal က 20% ထိတင်ပေးထားတယ်ပြီးသွားပြီဆိုရင်ကဒီ online set ရဲ့ fire beater ရဲ့ lava golem ရဲ့เนาะဒီအဲ့ hero အဲ့ရတဲ့ goal တွေကိုကကျတော့ 15% တင်ပေးထားတယ်အလွယ်မှတ်ရမယ်ဆိုရင်ကကျွန်တော်တို့ဒီတန်ငယ်ထဲမှာရှိတဲ့ rubber နဲ့ blue bag ကို 20% ခိုးဖို့တင်ပေးထားတယ်ပြီးသွားပြီဆိုနှစ်ထပ်ကောင်တို့ကျွန်တော်ကြောက်တုံးကောင်တို့ပြီးသွားပြီဆိုအမာကောင်ဟိုဘက်လက်ဆက်ဟွန်းလက်ဆက်ဒီကောင်နေဆိုရင်တော့ကျွန်တော် 15% ကိုတင်ပေးထားတယ်ဆိုတော့ဒီ jungler တွေပို့ပြီးတော့ item စောစောထွက်လာတော့မယ်လို့ကျွန်တော်မြင်တယ်ပေါ့လေเนาะဒီမှာဆိုရင် jungle တကောင်ရဲ့ impact ကတော်တော်လေးကိုတိတာသွားတော့မှာ EXP လည်းတိုးပေးထားတယ်ဗျာ jungle လည်းတိုးပေးထားတယ်ဆိုတော့ဘာလို့သေးလဲဟုတ်တယ်မလားเนาะအဲ့ဒါလေးရှိမယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမသိကေဟော်နာဖီကကြတော့ဒီ Melissa ရဲ့ကူတောင်း Battlefield Chessman ပေါ့လေဒါမသိဟော်နာရောက်မှဒီ effect တွေကစပြီးတော့ဝင်တာเนาะဒါပေမဲ့မသိဟော်တာမရောက်ကျွန်တော်တို့ epic တို့ legend တို့မှာလည်နေတဲ့လူတွေတော့ easy ပဲဘာမှမဖြစ်ဘူး we noticed an issue with Atlas K ဒီ Atlas K 1ဟာကို back face ပေးထားတယ် overall ကြည့်ရမယ်ဆိုရင်တော့ဒီ patch note ကကျွန်တော်တို့เนาะ Jewel channel တွေကို nerf တယ်ဆိုပေမဲ့
ဂျန်ငယ်ကိုထပ်ပြီးတော့ဂိုးတင်ပေးထားတယ်အဲ့တော့ဒီမှာသူတို့ကassassin လဲဆော့လို့ရလို့ဂျူရေးပဲတက်ဆော့ရင်လဲဆော့လို့ရတယ်เนาะဒါပေမဲ့ overall ကြည့်မယ်ဆိုရင်ကတော့ကျွန်တော်မြင်တာကတော့လေဒီမှာကျွန်တော်လည်းပြောတတ်သေးဘူးဒီက nafta တကယ်ရော nafta လားပေါ့နော်ဒီ federal နဲ့အကိုင်းကတော့အတိတတာယူချသွားလိမ့်မယ်ဆိုဘာရှာတော့အရင်တော့ nafta မျိုးမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဒီအခုနောက်မကြခင်လာမယ့် MSC ပွဲမှာကျွန်တော်တို့အဖြေရှာကြည့်ကြပါမယ်